ဒီဘဲကိုငကားမှန်းသိအောင်အမောက်တော့ထောင်ပြမှရတော့ ကွန်ပျူတာမယ်ဆိုရင်လည်းတခြားမထည့်နဲ့နော် ဗီဒီယိုကိုစပဲကြည့်တယ်လို့ကတော့ဘာအသိမှမဟုတ်ပြောချင်တာကဒီဗီဒီယိုနှစ်ပုတ်လောက်ကတက်တော့ကနေကူးလာတာဒါပေမဲ့ TikTok logo တွေတခုမှမပါဘူးအဲ့ဒီအကြောင်းကို TikTok logo မပါအောင်ကူးတဲ့နေ့ကိုဒီဗီဒီယိုမှာပြောချင်လို့မို့ဒါဒီဗီဒီယိုလေးကို download ဆွဲပြီးတော့ခါကြတော့ပြပေးတာဖြစ်ပါတယ်အစပဲကြည့်တယ်လို့တော့သိရမှာမဟုတ်ဘူးဗီဒီယိုတွေကို30မြင့်တင်တဲ့အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဒါကျွန်တော်ရဲ့ကျွန်းပေါ်မှာဒါရည်သွေးလေးမြင့်တဲ့သဘောပေါ့နော်ကျွန်တော်ဒီ TikTok logo တွေပေါ့နော်ပါနေတဲ့ဟာကိုဗီဒီယိုတွေပဲဖြစ်ဖြစ်ဓာတ်ပုံတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီ logo တွေပါနေတဲ့ဟာကိုပြောမှဆိုလို့ရှိရင် logo မပါအောင်ပေါ့နော်ဒါအစ်စ်မြင့်တဲ့အနေနဲ့ကျွန်တော်အနေနဲ့ဒါဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားမယ်ဒီမှာဆိုလို့ရှိရင် logo တွေပါတဲ့ဟာဘာဖြစ်လို့လဲဆိုတော့သူများဗီဒီယိုကို down ထားမှသိတာတယ်ဗျာကိုဗီဒီယိုကို down မယ်ဆိုလို့ရှိရင်ကိုကောက်တယ်မှာ down လို့ရင် logo လောမပါဘူးကျွန်တော်ဗီဒီယိုတွေကြီးကျွန်တော်တင်ထားတဲ့ဟာတွေကျွန်တော် TikTok ကနေပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုတွေပဲကျွန်တော်ပြန် down ပြီးတော့တင်တာပေါ့နော်ဒါသူများဗီဒီယိုကို down လို့ရှိရင်သိတာတယ် logo တွေပါနေတာပေါ့နော်သူတို့ရဲ့ချိုးတွေကြတော့အကောင့်2ကောက်3ကောက်သုံးပြီးတော့ကြတော့ပြန်တောင်းတာလည်းရှိတယ်ဒါလည်းပါနိုင်တာပေါ့နော်ဒါပေမဲ့များသောအားဖြင့်ကသူများဗီဒီယိုကို down လို့ရှိရင်တော့ logo ကတော့ဒါလျှောက်ပါနေမှာပဲဟုတ်တယ်မလားကိုဗီဒီယိုဆိုပေမဲ့လည်းဒါကိုဗီဒီယိုပဲဒါပေမဲ့နောက်တစ်ကောက်ကနေပြီးတော့ပြန်တောင်းတာလည်းဖြစ်နေတာပေါ့နော်ဒါနှစ်မျိုးပဲရှိတာပေါ့ဒီတော့ကျွန်တော်အနေနဲ့ဒီ logo မပါအောင်ပေါ့နော်ကျွန်တော် download ဆွဲနေကိုကျွန်တော်ပြောပြမယ်ချိုးတွေကြတော့လည်းသိပြီးသားဖြစ်မှာပါဒါမြန်နဲ့သွားမှာပေါ့နော်ကြာရင်ဗီဒီယိုရှင်းသွားလို့ရှိရင်တော့ဒါဒီပြောမဆိုရင် website application မှာဗီဒီယိုရှင်းသွားရင်တော့မရတော့ဘူးဒါ YouTube ပေါ်ရောက်သွားလိုက်မှာပေါ့နော်ဒီတော့တစ်ချက်ကတော့ဗာနော်ပထမတစ်ချက်ကဒီ TikTok က logo ပုံတွေကိုပြောမဆိုရင် TikTok ကဗီဒီယိုတစ်ပုံကိုကျွန်တော်တို့အနေနဲ့လေးယူမှာပေါ့နော်လေးယူပြီးတော့ Telegram သွားပြီးတော့ကျွန်တော်တို့အနေနဲ့ဒါ TikTok download ဆိုပြီးတော့ရိုက်ရှာပြီးတော့ကျွန်တော်တို့အနေနဲ့ထည့်ရမှာဖြစ်တယ်ဒါဆိုရင်ဒါကအကြမ်းမြင်ပေါ့နော်ဒါပြီးသွားလောက်ပြီဒီလောက်ဆိုရင်ပြီးတဲ့လူကကြတော့ဤပညာပိုင်းနားလဲတဲ့လူကတော့ပြီးသွားလောက်ပြီနားမလဲတဲ့သူတွေကြတော့ဒီ YouTube ပေါ်မှာဆက်ကြည့်မှရမယ်ဒီမှာ2မိနစ်ကျော်သွားပြီပေါ့နော်2မိနစ်ကျော်သွားပြီဗီဒီယိုကအဲ့လိုကြောင့်မလို့ကျွန်တော်အနေနဲ့ YouTube ပေါ်မှာဆက်ကြည့်ဖို့ပြောချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒါ TikTok ထဲသွားမယ် TikTok ထဲရောက်လို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုတောင်းမှစက်ကတောင်းလာဟာတာတောင်းမှလာပေါ့နော်ကိုတောင်းရင်လည်းအရာတစ်ခုကိုကြည့်လိုက်ပေါ့နော်ကြည့်ပြီးတော့ခါကြတော့ကျွန်တော်အနေနဲ့ကြာနမူနာနေနဲ့ပြပေးတာပါဒီပေါ်ကနေပြီးတော့ပေါ်ကဘာသာမှာပေါ့နော်ကျွန်တော်အနေနဲ့မှန်ဘလူးလို့လည်းခေါ်ကြတာပေါ့အဲ့ဒီမှာကျွန်တော်တို့အနေနဲ့တစ်ချက်ထောက်မှန်ဘလူးတစ်ချက်ထောက်မှန်ထောက်ပြီးတော့ကျွန်တော်တို့လိုချင်တာဟာပေါ့နော်ဟာတာပဲဖြစ်ဖြစ်ဒါစက်ကပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရိုက်ရှာလိုက်ရိုက်ပြီးသားဆိုရင်လည်းပေါ်နေလဲမရိုက်ရသေးဘူးဆိုရင်တော့ဒါကိုယ့်အကိုရိုက်ထည့်လိုက်ပေါ့နော်ဒါကျွန်တော်ကတော့ရိုက်ပြီးသားဆိုတော့ TikTokဒီမှာဟာတာလေးတွေကျွန်တော်ကြည့်တယ်ကွန်ပျူတာမယ်ဆိုရင်လည်းတခြားမထည့်နဲ့နော်ဒီသည့်ရဲ့အပြုံးလေးပဲထည့်လိုက်ဒီရောက်လာပြီကိုလိုချင်တဲ့ဗီဒီယိုရောက်လာပြီလို့ရှိရင်အောက်မှာ share ဆိုတဲ့နေရာတစ်ချက်ထောက်သိပြီးသားလူတွေကတော့ကြော်သွားပါတော့ဒါမသိသေးတဲ့သူများတော့ပါ share ဆိုတဲ့နေရာတစ်ချက်ထောက်မယ်ထောက်ပြီးတော့ကြာတော့ကျွန်တော်အနေနဲ့ဒီမှာလက်ကိုကူးယူပါဆိုတဲ့နေရာတစ်ချက်နှိပ်ပါပေါ့နော်လက်ကိုကူးယူပါတစ်ချက်နှိပ်နားမလဲလို့ရှိရင်ကျွန်တော်မြားပြတဲ့နေရာလေးတွေကိုကြည့်ပါတော့အဲဒီမှာတစ်ချက်ထောက်မယ်ထောက်ပြီးတော့ဒါလေးယူလိုက်ပြီယူပြီးတော့ကျွန်တော်တို့နေဘယ်သွားမလဲဆိုတော့ Telegram သွားမယ်Telegram သွားမှာပေါ့နော်Telegram ရောက်ရင်လည်းပေါ်ကဘာရမှာပဲเนาะကျွန်တော်မှန်ဘလူးပေါ့နော်မှန်ဘလူးပုံလေးတစ်ချက်ထောက်မယ်ရှာမှာပေါ့နော်ကျွန်တော်အနေနဲ့ကျွန်တော်မှကြတော့ဒီမှာ TikTok logo ဆိုပြီးတော့ဒါရိုက်ပြီးသားရှိတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီ TikTok logo ဆိုတဲ့ဒီsorry TikTok download ပေါ့နော်TikTok download ဆိုပြီးတော့ကျွန်တော်ကရိုက်ထားပြီးသားချိုးတွေကြတော့လည်းမရသေးဘူးဆိုကျွန်တော်ဒီမှာပေါ်ဘာသာမှာပြလာတဲ့ပုံစံနဲ့ရိုက်ထည့်လိုက်ပါတော့ကျွန်တော်ကတော့အဲ့ဒီကောင်ကို open ကိုနှိပ်လိုက်မယ်open ကိုနှိပ်လိုက်ပြီနှိပ်ပြီးတော့ဒီနေရာရောက်လာမှာဒီနေရာရောက်လာလို့ရှိရင်ဒီမှာကျွန်တော်ဒီနေရာမှာကျွန်တော်ရိုက်ထည့်အောင်ကျွန်တော်ခဏ download ဆွဲလာတဲ့ဟာcopy ကူးလာတဲ့ဟာပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တို့ချလိုက်မယ်နှိပ်ချပြီးတော့ကျွန်တော်တို့အနေနဲ့ download ဆိုတဲ့နေရာကိုနှိပ်မယ်ဒီနေရာရောက်လာမှာကျွန်တော်တို့ကအသံကိုယူမှာလားဒါပြောမဆိုလို့ရင်အသံကိုယူမှာလားဗီဒီယိုယူမှာလားဆိုရင်ကျွန်တော်တို့ကဗီဒီယိုယူမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုနှိပ်မှာပေါ့နော်download ဗီဒီယိုပေါ့နော် download ဗီဒီယိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ရှိတော့ဒီမှာ download ဆိုတာပေါ်နေလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်ဒါဆိုရင်ပေါ်မှာ open ဆိုပြီးတော့ပေါ်နေလိမ့်မယ်အဲ့ဒါဆိုရင်ဆင်ပြေသွားလိမ့်မယ်ကျွန်တော်တို့ဒါ download ပြီးသွားပြီပေါ့နော်ဒီလောက်ပါပဲမခတ်ပါဘူးကျွန်တော်တို့ file နဲ့ရောက်သွားလိမ့်မယ်ကျွန်တော်တို့ရဲ့ဗီဒီယိုတွေတပ်ပုံထည့်တဲ့ file နဲ့ရောက်သွားမှာပေါ့နော်အဲ့ဒီမှာသွားကြည့်ရပါမယ်ဟုတ်ကဲ့အားလုံးဆင်ပြေကြပါစေ